အစားထိုးခံရတယ်ဆိုတဲ့ feeling ခံစားဘူးလားအဲ့ဆိုရင်တော့ဒီ dinner ဆိုတဲ့စကားလုံးလေးကခင်ဗျားအတွက်ဖြစ်လိမ့်မယ်အဲ့ဘာဖြစ်လို့လဲဆိုတော့ dinner ဒီဟိုးရှိခေတ်တုန်းကဆိုလို့ရှိရင်မနက်စာဆိုတဲ့အဓိပ္ပာယ်ရပါတယ် okay dinner ဆိုတဲ့စကားလုံးက Latin ဘာသာစကား sia yunare ရှီအောင်ပြင်သစ်က dinner အဓိပ္ပာယ်ကမနက်စာဆိုတဲ့စကားလုံးကနေပြီးတော့ဆင်းသက်လာတာပဲဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကအပြည့်စုံပြောရမယ်ဆိုလို့ရှိရင်ပထမဦးဆုံးမနက်ခင်းမှာစားတဲ့အများကြီးစားတဲ့စားစရာကို dinner လို့သူတို့ကခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်ဒါပေမဲ့အင်္ဂလိပ်ကစတင်မွေးစားတဲ့ခါမှာဆိုရင်အစားအစာအများကြီးစားတော့ဟင်းလျာတနက်လို့သူတို့ကအဓိပ္ပာယ်ယူပြီးတော့မွေးစားခဲ့ကြပါတယ်အဲ့ဒီခေတ်မှာဆိုလို့ရှိရင်ဒါအလယ်ခေတ်မှာစတင်ပြီးတော့ dinner ဆွဲစကားလုံးကအင်္ဂလိပ်ဘာသာစကားထဲကိုရောက်ရှိလာတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အဲ့ဒီခေတ်ကလူတွေဒီပထမအဦးဆုံးစားတဲ့စားစရာဒီကျွန်တော်တို့အများကြီးစားတဲ့စားစရာဒီမနက်9 နာရီလောက်မဟုတ်ဘဲနဲ့နေ့လယ်ပိုင်းချိန်10 နာရီ12 နာရီအဲ့ဒီချိန်မှာစားခဲ့တာပဲဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့အင်္ဂလိပ်ရဲ့သမိုင်းမှာကြည့်မယ်ဆိုရင် medieval period မှာစားခဲ့တော့အင်္ဂလိပ်တွေရဲ့ dinner လို့အဓိပ္ပာယ်ဒီနေ့လယ်စာဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒါပေမဲ့1900အလယ်ပိုင်းလောက်မှာတော့ social habits တွေကပြောင်းလဲလာပါတယ်အဲ့ဒီခါမှာလူတွေကအင်္ဂလိပ်နိုင်ငံအင်္ဂလန်ကလူတွေက10 နာရီ17 နာရီမှာဟင်းအများကြီးကိုဟုတ်စားတာမဟုတ်ဘဲနဲ့ light meal ပေါ့နော်ကျွန်တော်တို့ refreshment အနေနဲ့စားတာကိုကျွန်တော် luncheon ဆိုတဲ့ meal တစ်ခုကပေါ်လာပါတယ်အဲ့ luncheon အခုကကျွန်တော် lunch လို့ခေါ်တာပေါ့အဲ့ဒီခါမှာ dinner ကနောက်ကျသွားခဲ့ပါတယ်အဲ့သူကနေ့လယ်စာကနေပြီးတော့နောက်ကျသွားပြီးတော့ညစာဖြစ်သွားပါတယ်သူကအစားထိုးခံလိုက်ရတာပါခင်ဗျားလို့ပေါ့โอเคအဲ့တော့ဆက်ပြောရမယ်ဆိုလို့ရှိရင် dinner တဖြည်းဖြည်းနောက်ကျလာပြီးတော့အခုကျွန်တော်တို့သိတဲ့ dinner ဆိုပြီးတော့ဖြစ်လာတာပဲဖြစ်ပါတယ်